တရုတ်စာမှာစကလုံးတစ်လုံးသိရဆိုလို့ရှိရင်နောက်ထပ်စင်ပွားတွေအများကြီးအဓိပ္ပာယ်တွေတက်ရောက်တဲ့စကလုံးတွေအများကြီးလေ့လာသွားလို့ရတယ်ဥပမာကွမ်ဆိုတဲ့စကလုံးကွမ်ဆိုတဲ့စကလုံးသိပြီဆိုလို့ရှိရင်နောက်ထပ်စကလုံးတွေအများကြီးထပ်ပြီးတော့လုပ်လို့ရတယ်ဖန်ထမင်းဆိုတဲ့ဖန်နဲ့တွဲပြီးတော့သွားမယ်ဖန်ကွမ်ဆိုရင် restaurant တွေเนาะစားတောက်ဆိုင်တွေကိုဖန်ကွမ်လို့ခေါ်တယ်နောက်တစ်ခုကကြတော့ပင်းကွမ်ဆိုတာAKဟာနောက်တစ်ခုက大使馆ဆိုရင်တန်ရုံးကိုပြောတာပါနောက်တစ်ခု图书馆စာကြည့်တိုက်နောက်တစ်ခုက照相馆ဆိုလို့ရှိရင်ဒါ photo studio ဓာတ်ပုံရိုက်တဲ့နေရာကိုပြောတာပါနောက်တစ်ခုကကြတော့咖啡馆 coffee shop ပေါ့နော် coffee shop တွေကိုပြောတာပါအဲ့လိုဆိုတော့စကားလုံးတစ်လုံးသိလို့ရှိရင်နောက်ထပ်အများကြီးထပ်ပြီးတော့လေ့လာသွားလို့ရတယ်အဲ့ဆိုတရုတ်စာကအရင်တော့မခက်ပါဘူးနေ့စဉ်ပုံမှန်လေ့ကျင့်ခန်းတွေလုပ်သွားမယ်နေ့စဉ်ပုံမှန်မီးနည်းတွေကျက်သွားမယ်ဆိုလို့ရှိရင်တစ်လုံးနဲ့တစ်လုံးနဲ့ဒီမြဲတဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မှတ်ကားတာအရင်လွယ်ပါတယ်အဲ့လိုမျိုးမှတ်ရင်းနဲ့မှာကိုယ့်ရဲ့ဝေါ်ဟာရတဖြည်းဖြည်းနဲ့ကျွယ်ဝလာတာဖြစ်ပါတယ်ဒီလိုမျိုးဝေါ်ဟာရတွေကိုနေ့စဉ် sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ account ကို like and follow လုပ်ထားပေးပါသင်တန်းစုံစမ်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်ဖြစ်တဲ့3998992669လေးကိုဖုန်းနဲ့တော့၎င်း Viber နဲ့တော့၎င်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်